ရောင်နဲ့မက်ဆီကိုနိုင်ရှင်စရာတစ်ခုဖြစ်သတ်မှတ်ကြပြီလားလူချင်းမင်းတို့ကိုကျွန်တော်မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်မက်ဆီနဲ့ရိုနယ်ဒိုအလွန်ဘောလုံးရဲ့အမွေနှစ်တွေအလားတရားတွေကိုလက်ဆင့်ကမ်းပြီးတော့တဲဆောင်လာခဲ့တဲ့ဘိုးရန်ပွိုင်းကဘသူများဖြစ်လာပါမလဲဟုတ်ပါတယ်ကိုလူလိုစိတ်ထဲကပြင်နေကြတဲ့ဖြေကအကုန်တူတူပါပဲလမိုင်းရပဲမဟုတ်ပါလားဗျရောင်မေကကျွန်တော်သိထားတဲ့မက်ဆီရိုနယ်ဒိုရဲ့ခေတ်လုံးမှာဘောလုံးကဘာထဲမှာပွင့်မဲ့ရနက်စုံလေးနဲ့ပန်းတပွင့်ပဲဖြစ်ပါတယ်ဘာစီလိုနာတင်းရဲ့ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးမှာရာမေကဘာစီလိုနာတသင်းလုံးရဲ့တိုက်စစ်ဝင်ကိုအသက်အရွယ်နဲ့မမျှအောင်ထမ်းပိုးပေးခဲ့သူပဲဖြစ်ပါတယ်။ချန်ပီယံလိမှာကံမကောင်းအကြောင်းမလားလို့ဆီမီဖိုင်နယ်မှာနောက်ပြန်လှည့်ခဲ့ရပေမဲ့ရာမေလုံးနိုင်သမျှအကောင်းဆုံးလုပ်ခဲ့ပါတယ်။ဒီချားလေးတယောက်အတွက်တာဝန်ကြီးရဲဆိုတာထက်ကိုပိုပါတယ်။မက်ဆီလိုမျိုးကစားသမားပေါ်မလာတော့ဘူးလို့ထင်ထားတာတက်တက်စင်အောင်ကျွန်တော်လွဲနေပြီဗျ။မက်ဆီမနာသေးဘူး။ရာမေဆိုတဲ့ကောင်လေးကပေါ်လာနေပြီ။အခုလေရာမေကမက်ဆီလိုဖြစ်မလာဘူးလို့ပြောချင်တဲ့သူတွေတော့ရှိပါသေးတယ်။ဒါပေမဲ့အဲ့ဒီလူအုပ်စုကြီးဆိုတာကဒီပြီးခဲ့တဲ့နှစ်တုန်းကရှိခဲ့တဲ့ပမာဏရဲ့တဝက်လောက်ပဲကျန်တော့တာပါ။ဘာဘာညာညာလုပ်ဖို့အသက်မပြည့်သေးတဲ့ကောင်လေးကဘာမှမစိုးလုပ်ပြနေပါပြီ။လေးစားရပါတော့ရာမေပါပဲ။အသက်18နှစ်အရွယ်ဆိုတဲ့တီးရှိမှုမှာဆိုရင်ရိုနယ်ဒိုကပွဲပေါင်း19ပွဲပဲကစားရသေးပြီးတော့9ဂိုးသွင်းပြီးတော့4ဂိုးဖန်တီးရဲဆိုတဲ့အခြေအနေပဲရှိပါသေးတယ်။မက်ဆီ18နှစ်သားအရွယ်တုန်းကဆိုရင်လေပွဲပေါင်း9ပွဲနဲ့တကိုးသွင်းဂိုးဖန်တီးမှုမရှိဆိုတဲ့အင်္ဂလန်အချက်လက်ပဲလုံနိုင်ပါပြီ။ဒါပေမဲ့ကျွန်တော်တို့မျက်စိရှိကရာမေကတော့18နှစ်သားနဲ့ပွဲပေါင်း100ကစားပြီးတဲ့အချိန်မှာ22ဂိုးသွင်း33ဂိုးအထိကိုဖန်တီးပေးသွားနိုင်ပါပြီ။ကျွန်တော်တို့ကပီလီတို့မာရာဒိုနာခေတ်တို့လည်းမမီခဲ့ပါဘူး။ရိုနယ်ဒိုနဲ့မက်ဆီခေတ်ကိုတော့မီခဲ့ကြတယ်။သူတို့အလုံးမှာတောက်ပလာမဲ့သူဆိုရင်ရာမေကိုလက်ညှိုးထိုးရလိမ့်မယ်တော့ကျွန်တော်ထင်နေဗျ။သူ့ရဲ့အနုရလေးတွေကအသက်အရွယ်နေတော့မှမလိုက်ဖ ೇನೆ ပြောင်ပြောင်လုံးနေရပါ။ဘောလုံးလောကမှာ Prime Time ဆိုတဲ့စကားလုံးကိုကျွန်တော်ကြားဘူးရမယ်ထင်ပါတယ်။ကစားသမားတယောက်ရဲ့ Prime Time ဆိုတာကသူ့ရဲ့ခြေစွမ်းအထွတ်ထိပ်မှာရောက်နေတဲ့အချိန်စူဖလားတွေအများကြီးကိုတိမ့်ပိုက်နေတဲ့အချိန်ပေါ့လေ။ရာမေကသူ့ရဲ့ Prime Time ကိုရောက်မလာသေးဘူး။အခုမှအစပဲရှိသေးတာပါ။နောက်ထပ်အများကြီးအောင်မြင်လာအောင်မှာတော့အသေးကြပါ။မက်ဆီနဲ့ရိုနယ်ဒိုမှာလည်းပဲ Prime Time ဆိုတာရှိပါတယ်။ဒါပေမဲ့တကယ်တွေးကြည့်မယ်ဆိုရင်ရိုနယ်ဒိုလိုမျိုးမက်ဆီလိုမျိုးကစားသမားတွေအတွက်ကတော့ Prime Time ဆိုတာကသူတို့ရဲ့ကစားသမားဘဝတစ်ခုလုံးလို့ပြောရလိမ့်မယ်။ဒီလိုမျိုး consistency မျိုးကိုရာမေကထိန်းသိမ်းဖို့အဓိကလိုအပ်လိမ့်မယ်ဗျ။ဘာကာပရိသတ်တွေပို့ကတော့ဘာစီလိုနာအသင်းမှာအမြင်ကျပြီးတော့စွမ်းဆောင်ရင်ကောင်းတဲ့ကောင်လေးတယောက်ကိုတွေးခွင့်ရတာကတော့အရန်အောင်ကံကောင်းပါလေ။ဒါပေမဲ့လီယိုနယ်မက်ဆီလို့တော့ကျွန်တော်အမွှန်းတင်ပြီးတော့မပြောနိုင်ပါဘူး။ဒီတော့လည်းစိတ်မကောင်းပါဘူး။ဘာလို့လဲဆိုတော့မက်ဆီလိုမျိုးလူတယောက်ကကမ္ဘာပေါ်မှာဘယ်တော့မှနောက်ထပ်ဆိုတာမရှိနိုင်ပါဘူး။ဒါပေမဲ့သူ့ရဲ့ကစားဟန်ကနောင်တော်ကြီးမက်ဆီနဲ့အတော်လေးကိုစင်ပါတယ်။ကျွန်တော်ဆိုရင်ဘာစီလိုနာပရိသတ်မဟုတ်ဘူး။ဒါပေမဲ့သူပါတဲ့ပွဲဆိုရင်တော့ကြည့်ကျင်လာတယ်။ပြီးတော့သူ့ရဲ့အတိုးလုပ်လေးကရင်းကနေလိုမျိုးလှပနေတာပါလမိုင်းရမယ်လိုမျိုးကစားသမားကနှစ်ပေါင်း20ဒါမှမဟုတ်နှစ်ပေါင်း30ကြာလောက်မှပဲပေါ်ထွက်လာတတ်တဲ့ကစားသမားမျိုးပါဒီတက်တောင်မှပို့ပြီးကြာကောင်းကြာနိုင်ပါတယ်မက်ဆီကတော့ဘလို့ကစားသမားတွေမှနိုင်ရှင်လို့မရပါဘူးဒါပေမဲ့ရာမယ်ကတော့မက်ဆီရဲ့အရေးအသွေးအရေးအချင်းတွေနဲ့အနည်းဆက်ဆုံးကစားသမားလို့ပြောရပါလိမ့်မယ်တရရက်မှာရာမယ်ဟာမက်ဆီလိုမျိုးစွမ်းဆောင်ရည်ရှိတဲ့ကစားသမားဖြစ်လာမလားဆိုတာကတော့ကျွန်တော်မျှော်လင့်ရလိမ့်မယ်ကျွန်တော်လိုပဲယုံကြည်ကြတဲ့သူတွေလည်းရှိမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်